မင်္ဂလာပါရှင်ကျမရဲ့ဂျပန်အကောက်တွေကဘင်းကြီးပြီးမှတို့ရေကျမဝင်အောင်ပါရှင်ဆိုတော့ကျမအခုဒီအထုပ်လေးကိုနည်းနည်းပြန်ပါတော့မအောင်ဆိုတော့အခုဒီအထုပ်လေးထဲမှာပါတယ်ဒီလားကျမရဲ့အိုးဘိုင်အမက်တစိတ်တိုင်းစီရောဆက်ပြရောအမျိုးသားအတူစီရောနိုင်ငံခြားမှာအလုပ်လုပ်ရအောင်လို့ရန်ပြင်မှန်းနေတဲ့လူတွေကကျမအော်ဒါတင်လာတာပေါ့နော်အဲ့တော့ဒီပါဆယ်ထုတ်တွေကဒီနေ့မနေ့ကျမအပိုင်တက်ပြီးတော့စည်ရင်းလုပ်နေရတဲ့ပါဆယ်ထုတ်တွေပေါ့နော်ထုတ်ကြီးထဲမှာနိုင်ငံခြားမှာအလုပ်လုပ်ရမှန်းလို့ညောင်းညံကြိုက်ခဲနေတာမှန်သမျှဖျက်လိုက်တာနဲ့ချက်ချင်းကိုအကျော်ပြသွားစေနဲ့ကျမရဲ့ကိုယ်ပိုင်ထုတ်မှတ်တစိတ်တိုင်းရစီလေးတိုင်းရစီလေးပါပါလေရှင်ပြီးတော့ရေချိုးတိုင်းတုံးလိုက်ရင်မျက်နှာပွင့်လန်းစီမဲ့ဆက်ပြခဲလေးလေးပါပါလေရှင်ပြီးတော့အမျိုးသားတွေတနေ့လုံးလန်းဆန်းမောပတ်တာမှန်သမျှပြပြသွားစေနဲ့အမျိုးသားအတူစီလေးပါပါတယ်ရှင်အခုတလော AI ကအောက်ကိုမျက်စိတောက်တောက်ကြည့်လို့ပစ္စည်းပုံတွေကိုကင်မရာရှိမှပြလို့မရတာပေါ့နော်ဒါကြောင့်မလို့အခုလိုမျိုးပါကင်ကြီးလေးထောက်နေတာကိုပြရတာပါရှင်ကျမကကဘာကျော်လုပ်ငန်းရှင်ဆိုတော့ဥပဒေဘောင်တွေရပဲအခုလိုပါဆယ်လေးတွေကိုစနစ်တကျနဲ့နိုင်ချင်းပို့ပေးနေတာပါရှင်အဲ့တော့လေဘေးလာတိုက်နေပြီးတော့အချိန်ဖြုံးနေတဲ့သူတွေကိုအောင်ငါချက်ချင်းဘလုံးမှာဖြစ်ပြီးတော့နောက်တဲ့ customer လေးလည်းပြောချင်ပါလေအချိန်မဖြုံးပါနဲ့လို့တကယ်ပဲကိုယ့်အတွက်အပိုင်တွက်ပြီးတော့လှုပ်ဝက်ချက်တွေကိုပိုင်ဆိုင်ခြင်းနဲ့ဆိုရင်တော့စတော့မပြတ်ခင်မှာအမြန်ဆုံးလာပြီးတော့ comment မှာအမြန်ယူမယ်လို့ရေးခဲ့လိုက်ပါရှင်တခုမှကျင်တာကအောင်ရဲ့ message inbox ကိုလည်းတိုက်ရိုက်လာလို့ရပါတယ်ရှင်နောက်တစ်ခုမှကျင်တာကဘရင်ကြီးမှာကျင်ညာရှင်လက်မေးရင်တော့လုံးဝမရပါဘူးရှင်ဒါကြောင့်မို့ order အရင်ငွေစည်းပေးပြီးတော့ကြုံလာတဲ့လူတွေကိုပဲချန်ပေးပြီးတော့ပို့ပေးပါလားရှင်အားပေးမှုအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်